မင်္ဂလာပါခင်ဗျာကျွန်တော်ဒုံးမှာနိုင်စဉ်တွန်းအင်္ဂလိပ်တက်ဆိုးပုံများပေါ့နော်အမြဲတမ်းအသွင်ပြတဲ့ဝါကျမ်းများပါပေါ့နော် subject isဆိုရင် verb to be ပေါ့နော် plus having ပေါ့နော် true plus verb plus object and extra part ပေါ့နော်အဖို့ထက်ရှင်ရင်ထက်လို့ရပါတယ်ပေါ့နော်example ချက်ရင်ပို့ပြီးတော့ငားလေပါလိမ့်မယ်ဟိုထင်ပါတယ်နော် I am having to work late tonight I am having to work late tonight ဒီညက်နော်ချက်ရင်အလိုလိုရနေတာပါ She is having to study hard for the exam She is having to study hard for the exam တော့မဆာမဲဘတ်ထချိုးစားပြီးစပ်ပြီးရနေတာပါ They are having to move to new house They are having to move to a new house သူတို့ဒီကိုဖြုံးရနေတာပါ He is having to borrow money from his friend He is having to borrow money from his friend သူငယ်ချင်းစီကဝယ်ကြရနေတာပါ We are having to cancel our trip We are having to cancel our trip ကျွန်တော်တို့ခရီးစဉ်ကိုဖျက်ရနေတာပါချစ်ချိုးတဲ့အလုံးချစ်ယူတင်ပါလေအချို့ချစ်ရင်ခမောက်မှာ yes လို့ရေးပြတာပါ